အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ဇာနေအောင်လို့ခေါ်ပါတယ်ဗျ Movies Recap လုံတရုတ်ဇတ်လန်းတူနီးပညာမျှဝေခြင်း အားလုံးပဲမင်္ဂလာပါဗျအခုကျွန်တော်တို့ TikTok မှာနဲ့ YouTube မှာရောအရန်ကစားတဲ့တရုတ်ဇတ်လန်းတူတွေကိုဘယ်လိုဖန်တီးရမလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြမှာဖြစ်ပါတယ်အခု TikTok မှာရော YouTube မှာရောဒီဗီဒီယိုလုံကြီးတွေကိုတင်ထားကြတယ်တိုးပေမဲ့ဒီတရုတ်ဇတ်လန်းတူကိုဘယ်မှာ down ရမလဲဆိုတော့ဘယ်သူမှမပြောပြကြပါဘူးပြီးတော့ကျွန်တော်တို့ YouTube ကနေပဲ down ဖို့ပဲသူတို့ကပြောပြတယ်တို့ပဲ YouTube တွေအပြင်ကျွန်တော်တို့တခြား software တွေမှာ download ရတဲ့အကြောင်းလေးကိုကျွန်တော်ဒီ video လေးမှာဆက်လက်ပြီးပြပေးမှာဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော် YouTube မှာပဲမ down ခိုင်းပါနဲ့တခြား software မှာဘယ် software မှာ down ရမလဲဘယ်လို edit လုပ်ရမလဲပြီးမြန်မာဇာတ်လမ်းတို့ဘယ်မှာဝပြီးတော့ထားရမလဲပြီးတော့ဒီတရုတ်ရဲ့မူရင်းအတန်တွေကိုဘယ်လိုသွားပြီး edit လုပ်ရမလဲပြီး TikTok တို့ YouTube တို့မှာဘယ်လိုတင်ရမလဲဆိုတာအစားဆုံးပြပြမှာမို့လို့ကျွန်တော်ရဲ့အကောင့်ကို subscribe လုပ်ခဲ့ပါပြီးရင်စိတ်ဝင်စားစရာဒီ edit လုပ်ပြီးတွေကစကျွန်တော်တင်ပေးမှာမလို့ကျွန်တော်ရဲ့ဘေးမှာလည်းအပေါင်းလေးဖြစ်ဖြစ်အသေးလေးဖြစ်ဖြစ်ကိုနှိပ်ခတ်ပြီးဖို့မြစ်တာရက်ခတ်ပါတယ်ဗျအားဆိုစားလိုက်ရပါအောင်နော်အဲ့ဒီတော့ကျွန်တော်တို့တွေက movie get လုပ်ဖို့အတွက်ကျွန်တော်တို့ YouTube မှာလည်းတွားပြီး down စရာမလိုဘူးကျွန်တော်ပြတဲ့ software လေးတွေပဲတွားပြီး down ပြီးတော့မြန်မာစလန့်တို့ကိုလည်းကျွန်တော်ပြတဲ့ software လေးမှာပဲတွားပြီးလုပ်လို့ရတယ်အဲ့ဒီတော့အစားအဆုံးဒီမှာလုပ်လို့ရတယ်ပေါ့နော်အဲ့ဒါပထမဆုံးအနေနဲ့ကျွန်တော်တို့တွေက Romi phone တော်တော်များများတော့အဲ့ software ရှိတယ် MI ဆိုရရှိတဲ့ဒီ software လေးပေါ့နော်ဒီ software လေးရှိတယ်ဒီ software လေးမှာကျွန်တော်တို့ဒီဝါထောင်းမှာပဲညောက်ဘာဝါထောင်းမှာဆိုဒီမှာပေါ့နော်ဒီ software လေးဘာထောင်းမှာဒီကောင်လေးထောင်းမှာပေါ့နော်ဒီ software လေးထောင်းမှာပေါ့နော်အဲ့ဒီ software လေးကဒီ software လေးမှာရှိတယ်နော်အဲ့တော့ဒီ software လေးကိုကျွန်တော်ဝင်လိုက်မယ်ဝင်လိုက်ရင်ကျွန်တော်တို့ဒီမှာကိုကြိုက်တဲ့ဒီပေါ့နော်ဒီကောင်လေးမှာကျွန်တော်တို့ဒီမှာ download ရတယ်download ရရဲဆိုတာကကျွန်တော်တို့သူ့ software နဲ့သူ download ရဒါပေမဲ့ကျွန်တော်တို့တွေကလွယ်တကူဖြစ်တဲ့အတွက်ကျွန်တော်တို့အပေါ်မှာ share bar လေးမှာရှိရပါတော့အပေါ် share bar လေးမှာဒီမှာ video record ဆိုတာရှိတယ် video record ကိုကျွန်တော်တို့နှိပ်ပြီးတော့ record ဖမ်းထားလိုက်မယ်အစားဆုံး record ဖမ်းပြီးဆိုရင်ကျွန်တော်တို့တွေကအဲ့ကောင်စေးလိုက်မယ်စေးလိုက်ရင်ကျွန်တော်အားဆိုရင်အပြင်ရောက်အောင်ပါအပြင်ရောက်သွားရင်ကျွန်တော်တို့ဘယ်ဆက်သွားမလဲဆိုရင်ဒီ CapCut ထဲကိုကြောင်းသွားမယ်ပေါ့နော် CapCut ထဲမှာကျွန်တော်တို့ဒါကျွန်တော်ခုနက record ယူထားတဲ့ဟာပေါ့နော်ဒီကောင်ကျွန်တော်ဘယ်လိုယူမလဲဆိုရင်သူကနည်းလေးချဲ့လိုက်မယ်ကိုလိုချင်တဲ့ design ကလာပေါ့နော်ဒါကတော့သူက YouTube site ဆိုတော့မချဲ့တော့ဘူးဒါဒီတိုင်းပဲပြပါမယ်ဒါကျွန်တော် YouTube site ဆို YouTube site တိုင်းပဲဒီတိုင်းပဲထားလိုက်တော့မယ်ပြီးရင်ကျွန်တော်တို့ဒီကောင်ကို edit လုပ်ဖို့အတွက်ကကိုယ်ကျွမ်းကျင်လုပ်တော့ဖို့ပဲဒီကောင်ကိုဘက်လှန်လိုက်ပဲဟိုဘက်ဒီဘက်လှန်လိုက်ပဲပေါ့နော်ဟိုမှာလက်ကင်ထားညာဘက်ဆိုရင်ဘယ်ဘက်ကင်တဲ့ပုံစံမျိုးကိုဘက်လှန်လိုက်မယ်ဘက်လှန်လိုက်ပြီးကျွန်တော်တို့မြန်မာစလန်းထိုးရမှာပေါ့နော်မြန်မာစလန်းထိုးဖို့အတွက်ဒီမှာတက်ဆိုတာရှိတယ်ဒီတက်ကိုနှိပ်လိုက်တက်ဆိုတာဒီလိုတက်တယ်လေဒီမှာ auto ဆိုတာရှိ cc ဆိုတာရှိတယ်အဲ့ကောင်လေးကိုဆက်နှိပ်လိုက်ကျွန်တော်တို့ဒီလိုမှာပေါ့နော်ဘာနှစ်ဆိုတာရှိတယ်အဲ့ကောင်လေးကိုဒီတိုင်းလေးပဲထားပြီးကျွန်တော်တို့ clip ပေးလိုက်ပေါ့နော် clip ပေးလိုက်ရင်သူက auto ဒီမှာ100အထိကျွန်တော်သူကပြေးတယ်ပေါ့100ပြေးရင်တော့ကျွန်တော်တို့အောက်မှာစမ်းတိုးလေးသူကထိုးပေးမှာပေါ့နော်တစ်ချက်စောင့်ကြည့်ပြီပေါ့အဲ့ဒီတော့ကျွန်တော်ကပေါ့နော်ဆန္ဒထိုးပေးလိုက်ပြီဆန္ဒထိုးတာဒီတရုတ်စာတွေဖြစ်နေတယ်တရုတ်စာတွေကျွန်တော်တို့မြန်မာစာပြောရမယ်ဒီလိုနည်းနည်းလေးတွားလိုက်မယ်နည်းသွားရင်ဒီမှာပေါ့နော်အမေစိန်ပုံလေးနဲ့အေးပုံစံမျိုးလေးပေါ့အဲ့ကောင်လေးကိုဆက်နှိပ်လိုက်ရင်ကျွန်တော်တို့ဒီမှာဒီလိုပုံစံမျိုးလေးပေါ်လာဒီလိုပုံစံလေးပေါ်လာရင်ကျွန်တော်တို့အဲ့မယ်အင်္ဂလိပ်ဆိုရရှိအင်္ဂလိပ်လေးမှာကျွန်တော်တို့ကဘာနှစ်ဆိုတော့ပြောလိုက်မြန်မာဘာနှစ်ကိုပြောင်းလိုက်ပြောင်းပြီးရောက်ပါဒီဘာနှစ်ကိုပြောင်းပြီးနော်ဘာနှစ်ပြောင်းပြီးကျွန်တော်ဒီဘာ translate ဆိုရရှိရ translate ကိုပြန်ပြီးမြန်မာဘာသာပြန်ခိုင်းလိုက်ပါနော်မြန်မာပြန်ခိုင်းလိုက်ရင်သူဒီတိုင်းပေါ်လာမှာပေါ့နော်ဒီတိုင်းပေါ်လာမှာပေါ့နော်ဒီတိုင်းပေါ်လာတဲ့အခါမှာကျွန်တော်တို့ကဒီစရန်တွေကပုံမပေါ်ဘူးဟောပေါ့မမှန်ဘူးပေါ့မြန်မာဖောက်မမှန်တယ်ကျွန်တော်ဒီမှာစတိုင်ဆိုရှိရစတိုင်ကိုနှိပ်လိုက်ကျွန်တော်ဖောက်ကိုစနှိပ်လိုက်ဒီမှာအောက်မှာပေါ့နော်ကျွန်တော်ဖောက်တွေအများကြီးကြာလာတယ်ကျွန်တော်ကじゃမိုင်းဖောက်ထဲကိုသွားမယ်ကျွန်တော်မိုင်းဖောက်ထဲမှာဒါလေးကိုနှိပ်လိုက်မယ်အဲဆိုရင်ကျွန်တော်တို့ကဖောက်ကဟောဖြစ်သွားပြီပေါ့မှန်သွားပြီပေါ့နော်ဖောက်မှန်သွားပြီကျွန်တော်တို့ဒီဖောက်တွေကိုကျွန်တော်တို့က
ကာလာတွေစပူတွေပါတယ်ကုန်ထည့်လို့ရတယ် highlight တွေထည့်လို့ရတယ်ထည့်ပြီးကျွန်တော်ဒီဟာကို import ပေးလိုက်ရင်ကျွန်တော်တို့က view တစ်ပုတ်မြန်မာဇလန်တူတဲ့ဟာရပြီပေါ့နော်မကြည့်ကြည့်ပါ 原来是个破盆啊！ ဟုတ်နော်ဒီမှာသူစကားပြောတဲ့နေရာတွေမှာဇလန်ထိုးပေးထားတယ် 又要干活了。开放。 ဒါဆိုလုံးဝဒါတွေကို YouTube မှာရော TikTok မှာတင်လို့ရပြီပေါ့နော်အဲ့တော့ကျွန်တော်ပြပေးတဲ့ဟာတွေကနီးပညာတွေကတင်တို့အတွက်အကျိုးရှိရဆိုရင်ကျွန်တော်ရဲ့အကောင့်ကို subscribe လုပ်ခဲ့ဖို့လည်းမေတ္တာရက်ခံပါတယ်ဗျကျေးဇူးများကြီးတင်ပါတယ်